အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျ The Ghost Myanmar Radio ကနေပြန်လည်ကြိုဆိုပါရခင်ဗျဒီဖြစ်ရမှန်ဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့15နှစ်လောက်ကဖြစ်ခဲ့တာပါအဲ့ဒီအချိန်တုန်းကကျွန်တော်ကတတိယနှစ်ဈေးကြောင်းသားတစ်ယောက်ပေါ့တရက်မှာဈေးကောင်စီရဲ့အရေးကြီးတဲ့အောင်လက်မှတ်စာမှုပွဲဖြေဖို့ရှိနေပါတယ်စာမှုပွဲဖြေမဲ့နေရာကိုတွားဖို့အတွက်မနက်9 နာရီမှာစီးကြောင်းကွင်းထဲကအဆောက်အဦမှာအားလုံးစုကြဖို့ချိန်ထားကြပါတယ်ကျွန်တော်ကစာမှုပွဲအတွက်စိတ်လှုပ်ရှားပြီးညကအိတ်မပျော်တာနဲ့မနက်အစောကြီး3 နာရီလောက်မှတင်ရီမိုးချူပြီးကျောင်းကိုထွက်လာခဲ့ပါတယ်ကျောင်းအဆောက်အဦကိုရောက်တော့မနက်4 နာရီပဲရှိသေးတယ်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့အဲ့ဒီအဆောက်အဦကစီးကြောင်းသားတွေအလောင်းခွေးစိတ်ပြီးလိလာရတဲ့ကက်ဒဗာအဆောက်အဦလည်းဖြစ်ပါတယ်ကျွန်တော်လည်းအောက်ထက်ကဆိုဖာတစ်ခုပေါ်မှာလဲပြီးစောင့်နေလိုက်တယ်ကျွန်တော်ဆိုဖာပေါ်မှာလှေးနေတော့ခေါင်းရင်းဘက်ကတလီကတကားကြီးဂျင်းဆူပြီးအလိုလိုပွက်လာပါတယ်လှည့်ကြည့်တော့ဘယ်သူမှရှိမနေခဏနေတော့ပန်ကာလေးကရုတ်တရက်ပြတ်တောက်သွားပြီးကျွန်တော်တို့အလောင်းခွေးစိတ်တုံးကအမြဲရတဲ့ဖော်မလင်အလောင်းစိန်ကြီးအနှံ့ဆူကြီးလိုင်းကနေထွက်လာပါတယ်အဲ့ဒီအချိန်မှာခေါင်းရင်းဘက်ကနေမိန်းမတစ်ယောက်ရဲ့အတန်းနဲ့စာမိုးပွဲကိုတီးတီးချာချာဖြီးကင်းတော့ဆိုပြီးကပ်ပြောတန်းချလိုက်ရပါတယ်ကျွန်တော်လန့်နိုးလာပြီးဘီးဘီကိုလှိတ်ကြည့်တော့ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ရှိတိတ်တဲ့မှာရှိတဲ့ရုံးခန်းကမှန်အမေကြီးကိုကြည့်လိုက်မိတဲ့အခါမှန်နေမှာကျွန်တော်တယောက်ထိထိုင်နေတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဘီးနာလေးတဲ့အဝတ်အစားခန့်နှုံးဝတ်ထားတဲ့မိန်းမတစ်ယောက်မတ်တိုက်ရနေတာကိုအထီးရှားမြင်လိုက်ရပါတယ်ကျွန်တော်ကြောက်လုံးလို့တစ်ခုလုံးတုံကြီးပြီးမျက်စိမှိတ်ထားလိုက်မိတယ်အဲ့ဒီအချိန်မှာစဉ်းစားမိတာကအဲ့ဒီမှန်လေးကမိန်းမရဲ့ပုံတရာနဲ့စပင်းပူစားလုံခဲ့တဲ့ဒုတိယနှစ်တုန်းကကျွန်တော်တို့အဖွဲ့ကိုခန္ဓာကိုယ်လှူဒါန်းပြီးစာသင်ပေးခဲ့တယ်တက်ကြီးရွယ်ခန္ဓာကိုယ်အလှူရှင်ကျောင်းဦးဆရာမကြီးရဲ့ဓာတ်ပုံတွေကပုံစံနဲ့ထပ်ပူကြနေတာကိုတတိယတော့ပါတော့တယ်ဗျာဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုထိတ်လန့်စရာ horror story တွေတကယ်ဇာတ်လမ်းတွေဖြစ်ရမှန်လျှို့ဝှက်စမ်းကြည့်ဗီဒီယိုအသစ်တွေကိုမလွတ်ချင်ဘူးဆိုရင်The Ghosts Myanmar Radio's channel လေးကို subscribe လုပ်ပြီး notification bell ကိုဖွင့်ထားပေးပါဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင် like လုပ်ပေးပါဦးသင်ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦးတငယ်ချင်းတွေနဲ့လည်း share လုပ်ပေးပါဦးနောက်ဗီဒီယိုမှာပိုပြီးထိတ်လန့်စရာဇာတ်လမ်းအသစ်တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ